င်္ဂလာပါဖိဝင်ပါကဲဒီနေ့ကတော့ဘာအကြောင်းပြောမလဲဆိုတော့ CI ကိစ္စတွေအကြောင်းပြောမယ်ပေါ့နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော် post တင်ခဲ့တယ်ဗီဒီယိုလည်းတင်ခဲ့တယ်CI နေပြန်ပြီးတော့ sorry ဗီဒီယိုမတင်ဘူး post ပဲတင်တယ်ပေါ့နော် page မှာတင်ထားတယ် CI 9လပိုင်းထဲမှာ20ရက်နောက်ပိုင်းမှာဒီအခုလက်ရှိပတ်ရိုက်ထားတဲ့သူတွေအတွက်ဖွင့်မယ်စရန်လာပေးထားလို့ရပြီဆိုပြီးတော့ post တင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ဒီ9လပိုင်းအတွင်းမှာပဲ CI ရုံးတွေစီဝေးလုပ်တယ်လုပ်ပြီးတော့ဒီနှစ်ထဲမှာပတ်ရိုက်ထားတဲ့လူတွေအတွက်လောလောဆယ်ဖွင့်ဖို့ CI ဖွင့်ဖို့မရှိသေးဘူးပြီးခဲ့တဲ့နှစ်31ရက်3လတက်တန်းတိုးတွေမှာ CI မလုပ်ထားသေးတဲ့လူတွေအများကြီးရှိတယ်ပေါ့နော်အဲ့လူတွေအတွက်ကိုပဲထပ်ပြီးတော့အစကြီးညာထားတာဒီ9လပိုင်း15ရက်နေ့ထိပဲလက်ခံမယ်ဆိုပြီးကြီးညာထားတာဒါပေမဲ့အဲ့လူတွေတော့ပဲထပ်ပြီးတော့3လတက်တန်းထပ်တိုးပေးတယ်10လပိုင်းအထိပေါ့နော်အဲ့လူတွေကိုပဲအရင်ပြီးဆုံးအောင်လုပ်ပေးအောင်မယ်ဆိုပြီးတော့စာထွက်လာပါတယ်အဲ့ကြောင့်မို့လို့ဒီနေ့ပတ်ရိုက်ထားတဲ့လူတွေကတော့လောလောဆယ် CI လုပ်လို့မရသေးပါဘူးတကယ်လို့ဒီဗီဒီယိုကိုတွေ့တယ်မြင်တယ်ကိုကစရန်လွှဲထားတယ်ဆိုရင်ကျွန်တော် page မှာလာပြီးတော့စရန်လာပြန်ထုတ်ပါကျွန်တော်ပြန်လွှဲပေးပါမယ်တကယ်လို့31ရက်3လတက်တန်းတိုးထားတဲ့လူတွေ CI စာအုပ်လုပ်ချင်တယ်ဆိုရင်စရင်လာပေးလို့ရပါတယ်နောက်ထပ်3လတက်တန်းအချိန်ရှိပါသေးတယ်ကျွန်တော်လုပ်ပေးတဲ့နေရာကတော့စပူစာခွန်ဖြစ်ပါတယ်ဈေးနှုန်းကတော့6800ယူပါတယ် CI စာအုပ်နေကျင်ရမယ်ပြီးတော့ဗီဇာတုံးတုံးမှာအပါပေါ့နော်နောက်ထပ်ဗီဇာတုံးထုကမပါသေးပါဘူးဗီဇာတုံးထုကပါအပါဖြစ်ပါတယ်ခင်ဗျာပြီးရင်ဘာတွေရှိရမလဲဆိုတော့မှတ်ပုံတင်ဒါမှမဟုတ်လေအိမ်တော်စုနှစ်ခုတည်းကတစ်ခုခုရှိရပါမယ်ပြီးရင်ကျန်တာကတော့ဝက်ပါမင်မိတ်တူပေါ့နော်တကယ်လို့ကိုကပြီးခဲ့တဲ့တင်ကဘိုက်ရိုက်ထားတယ်ဝက်ပါမင်တွေတိုးပြီးဒါပေမဲ့ passport တွေမလောက်ရသေးဘူးဆိုရင်ဆက်သွယ်လာပြီးတော့ CI ဆိုတာလဲ passport ဒီထိုင်းနိုင်ငံအတွက် passport ပဲပေါ့နော်အစားထိုး passport အနီအစားထိုးပေါ့နော်လာလို့ရပါတယ်ခင်ဗျာCI ရဲ့ကောင်းကျိုးတွေကပါရှိမလဲဆိုတော့ဒီထိုင်းနိုင်ငံအတွင်းမှာလုပ်ပေးထားတဲ့ passport အမျိုးအစားဆိုတော့ဒီထိုင်းနိုင်ငံတစ်နိုင်ငံလုံးကိုစာအုပ်အနီလိုပဲတန်းတူသွားလို့လာလို့ရတယ်လေရင်စီးလို့ရတယ်ဗမာကြီးပြန်ရင်လည်းပြန်လို့ရပါတယ်ခင်ဗျာဒါလေးကိုလာပြီးတော့ဗီဒီယိုလေးလာတင်ပေးတာ share လေးလုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာအားလုံးစာရေးစာတမ်းကိစ္စတွေအဆင်ပြေကြပါသေးခင်ဗျာကျေးဇူးတင်ပါတယ်